Hello, daily တို့ရေ kimchi ထမင်းကြော်ကြောစားအောင်ရှင်။လူကတော့လေစက်သားလေးကိုပြုတ်ထားတယ်။ပြုတ်ပြီးတော့မှလှီးထားလိုက်တယ်ရှင်။ပြီးတော့ကြတော့တကြားပြောင်းလေးပေါ့နော်။တကြားပြောင်းလေးထည့်တယ်။ပြီးတော့ကြတော့ထမင်းလေးတွေကိုလည်းမွနေအောင်ခြေထားလိုက်တယ်။ပြီးတော့ကြတော့ဝုံမြင်းရွက်ကလေးထည့်ကြော်မယ်ပေါ့နော်။အဲ့လိုမျိုး kimchi လေးနဲ့ပေါ့နော်။အရင်ဆုံးကျွတ်တုံကိုပပလေးထားလေးကိုအရင်ဆုံးစီတက်လိုက်တယ်ရှင်။အဲ့မှာပပလေးထားလေးကိုစီလေးတည်ချာတက်ပြီးတာနဲ့ပြီးလို့ရှိရင်ကြက်ဥလေးနှလုံးလောက်ကိုစီတက်ထားတဲ့ထဲမှာပဲတစ်ခါတည်းဖောက်ပြီးတော့ကြော်လိုက်တယ်ပေါ့နော်ကြက်ဥလေးကိုနည်းနည်းပါလဲကြက်ကလေးဖြစ်သွားအောင်လို့ပေါ့နော်ကြော်ပြီးတော့ကြက်ဥလေးကိုမှွေထားလိုက်တယ်ပေါ့နော်ပြီးတော့အရွက်ကလေးထည့်တယ်အသားလေးထည့်တယ်ပြီးလို့ရှိရင် kimchi လေးတစ်ခါတည်းထည့်လိုက်တယ်ရှင်အဲ့ဒါလေးကိုတေးချာလေးကြော်လိုက်တယ်ရှင်ပြီးလို့ရှိရင်အရသာမုတ်ကလေးရဲ့နောက်တော့ကျစားလေးရဲ့နည်းနည်းထည့်တယ်ပြီးတော့ကျတော့ကိုချူချန်းဆိုရဲကိုရီးယားငရုတ်ဒီအနှစ်ပေါ့နော်အဲ့ဒါလေးကလည်း City Mart တို့ဘာတော့မှအလွယ်တကူဝယ်လို့ရပါတယ်ရှင်အဲ့ဒါလေးအကုန်လုံးရောပြီးတော့ကြော်လိုက်ပြီးတော့ကြက်ပြီးဆိုတာနဲ့ထမင်းမှွာထားတာလေးကိုထည့်လိုက်ပါတယ်ရှင်ကဲခုဆိုရင်တော့အရသာရှိပြီးတော့ရိုးရှင်းလွယ်ကူတယ်ကြော်နီးလေးကလည်းမခတ်ဘူးနော်လို့ခုပြောရတဲ့ဟာလေးအကုန်လုံးကိုကောက်ပြီးတော့ဟိုဟာလေးထည့်တရားလေးထည့်လွယ်ကူကူလေးပဲထည့်လိုက်ရုံပဲရှင်အခုဆိုရင်တော့စားလို့အရန်ကချီထမင်းကြော်လေးပေါ့ရှင်